Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့လူသား69ဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော် funny ကင်ပြီးတော့ဘယ်လိုတွေ run တင်မလဲဆိုတာပြသပေးမှာဖြစ်ပါတယ်အဲ့တော့ season 5မှာဘာ flow ဆက်ပြီးတော့ဘယ်လိုလုပ်ရမလဲမသိတဲ့ညီကိုတွေအတွက်ရည်ရွယ်ပါတယ်အဓိကကျွန်တော်စော့မှာတော့ exotic ပေါ့ exotic ကို matic မြောင်နဲ့တွဲပြီးတော့စော့မှာဖြစ်ပါတယ် matic မြောင်ဆိုတာလည်းကျွန်တော်တို့အရင်တော့ကျွန်တော်တို့စော့ခဲ့ metro 8ပေါ့အဲ့လိုမျိုးပဲ okay ကျွန်တော်တို့ video လေးစားလိုက်အောင်ဒါကတော့ကျွန်တော်စော့တဲ့ flow လေးပါဘယ်လိုလို့အဆင်ပြေပါစေ exotic flow ကဘယ်လိုလုပ်လို့လဲဆိုတော့ exotic ဆိုတာသူ့ရဲ့ exotic hero တွေတကောင်သေးသွားရင် exotic flow ကပေးတဲ့ item ထည့်ထားတဲ့ hero တကောင်က share ဖြစ်နေပြန်ထားလာပြီးတော့ပြန်ရှင်လာမှာပေါ့ funny ရဲ့လို့ပေါ့ funny က round စပြီး2 round ပြီးတာနဲ့သူက hero launcher တခုတိစောက်ပြီးပါပြီအဲ့ hero launcher မှာကိုတင်နေတဲ့ hero ကိုတင်ပြီးတော့ပဒေဆိုင်ခိုင်းလို့ရမှာဖြစ်ပါတယ်ဗီဒီယိုကြီးရမ်းရှိသွားမှာဆိုလို့ကျွန်တော်မြန်တဲ့နေရာကိုကျွန်တော်မြန်လိုက်ပါမယ်နော်ကျွန်တော်တို့ commander ကရွေးချယ်တဲ့နေရာမှာကျွန်တော်တို့ funny commander ကတ်ကိုရွေးချယ်ဖို့အားပေးပါတယ်ဘာလို့လဲဆိုတော့သူက level 5ကိုရောက်တဲ့အခါမှာ capacity တစ်ခုရရှိမှာဖြစ်ပါတယ် funny ရဲ့ play style ဘယ်လိုလဲဆိုတော့သူက hero weight များများနဲ့ကျွန်တော်တို့အနိုင်ယူရမှာဖြစ်ပါတယ်ဒီနေရာမှာရေးကြီးဆုံးကျွန်တော်တို့state 1မှာကျွန်တော်တို့တိုးမစုပဲကျွန်တော်တို့ capacity ကိုရရင်ရသလောက်မြင့်မှာဖြစ်ပါတယ်ဒါမှကျွန်တော်တို့က hero weight အသာစီးနဲ့ကျွန်တော်တို့အနိုင်ရရှိမှာဖြစ်ပါတယ် hero ဝယ်လို့ကျွန်တော်တို့ဈေးကြီးတာတွေကိုအရင်ဆုံးဝယ်ဖို့3ချက်တန်4ချက်တန်ဆိုအဲ့ဒါတွေကိုအရင်ဝယ်ပြီးရတယ်ကျွန်တော်တို့ဒီမှာ live fan မှာဆိုင်ကကြီးလေးနဲ့တွဲပြီးတော့စော့ရတာဖြစ်ပါတယ်အဲ့လိုမှမလုပ်လို့ကျွန်တော်တို့ဒီကတော်တော်နည်းသွားမှာဖြစ်ပါတယ်ဒီမှာဆိုကျွန်တော်3ချက်တန်သိပြီလာနဲ့နာတာလီယာပါလို့ကျွန်တော်ဝယ်လိုက်ပါတယ်on fire ဖြစ်နေဖို့လိုပါတယ် on fire ဒီမှာကျွန်တော် phobia ကြီးရှိပါတယ် phobia ကိုကျွန်တော်မဝယ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော် fake box ရွေးပြီးရတဲ့ blessing ကထားတော့မှာပါအဲ့တော့ကျွန်တော် phobia ကို blessing ထားခြင်းလို့ပါ phobia blessing ထားခြင်းနဲ့ကျွန်တော် scavenger ရခြင်းလို့ပဲ scavenger ပါမအောင်ဖြစ်မှာပါ scavenger မပါရင်မရပါဘူး scavenger early game မှာတော်တော်ကောင်းတဲ့ flow တစ်ခုပါနောက်ကျတော့ hero capacity လည်းကျွန်တော်မြင့်လိုက်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော် level 5ကိုရောက်ပါပြီ level 5ကိုရောက်ရင် funny ရဲ့ကတ်ကနေပြီးတော့ကျွန်တော်တို့လုပ်ပါတယ် capacity တစ်ခုတိုးပြီလို့ပါကျွန်တော်တို့ Facebook ကိုရောက်ပါပြီနောက်ကျတော့ funny ကန်ရတဲ့အားနည်းချက်တစ်ခုတော့ရှိတယ်ပဲကျွန်တော်တို့သွေးရအပြည့်ဆိုတော့နောက်ဆုံးမှရွေးရတာပါဒါပေမဲ့ရပါတယ်ကျွန်တော်တို့အဆင်ပြေတာလေးပဲကောက်ပြလိုက်ပါအဲ့မှာကျွန်တော် phobia ကိုဝယ်ပါပြီ blessing ကကန်ကောင်းရင်တော့ကျွန်တော် scavenger ကိုပေါင်းသွားပါတယ် scavenger ပေါင်းတော့ scavenger 2ဖြစ်သွားပါပြီ scavenger ရဲ့လို့ပေါ်မှာကျွန်တော် round လောင်းပြီးတော့နောက် round စမှာ short မှာကျွန်တော်ပေါ်တဲ့ hero တကောင်ကို random ချပေးပါတယ် random ကောက်ပေးတာပေါ့ scavenger 2ဆိုလို့ချင်း hero ပဲရတာပါ scavenger 3ဆိုလို့ချင်း hero ပတ်စံကိုရပါတယ်ကျွန်တော်နိုင်မယ်ထင်လို့မ hero လည်းမချပါဘူးဒါပေမဲ့ပြစ်ထားလိုက်ပါတယ်hero capacity ကလည်းများတယ်များတော့ hero weight ကလည်းတော်တော်များတော့ကျွန်တော်တေချာဘောက်ကိုနိုင်ပါပါအဲ့တော့ဒီမှာ short မှာဆိုကျွန်တော် Gufa ကြီးတွေ့ပါတယ်အဲကြောင့်ကျွန်တော် Gufa ကိုဝယ်လိုက်ပါတယ် Alucard နဲ့လဲလိုက်ပါတယ် Alucard ကတစ်ချက်တန်မို့လို့ပါ Gufa 3ချက်ဆိုတော့ပို့ပြီးတော့ inverter လို့ပါ ACC တာတာရပါပဲဘာလို့လဲဆိုတော့ကျွန်တော် hero weight များလို့ပါဒီလိုမျိုးစတိုက် on fire လိုက်နေကျွန်တော်ပတ်စံကိုခြေတာပြီးတော့သုံးတာပေါ့နော်ကျွန်တော်အဓိကတော့ကျွန်တော် level 9ကိုတောက်လျှောက်တင်ပါဒီရောင်းပြရတယ်ကျွန်တော်ကတ်ရွေးရပါတယ်ကတ်ရွေးတာတော့ကျွန်တော်တို့ကတ်ကတော့တော်တော်ကောင်းပါတယ်ကျွန်တော်ညာဘက်က free round စမှာ free ဝယ်တဲ့ကတ်လေးကိုကျွန်တော်ယူလိုက်ပါတယ်အဲ့ကတ်ကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ပတ်တယ်ပြီးတော့လို့ပွဲစားစာချင်းမှာကျွန်တော်တို့ကြိုက်တဲ့ hero ဝယ်လို့ရှင် free ရမှာဖြစ်ပါတယ်ကောင်းတာပေါ့ဗျာကျွန်တော်တို့short ထဲမှာဈေးကြီးတဲ့အားတွေပါလို့ရှင်ကိုကဝယ်ပြီးတော့မကြိုက်လို့ရှင်ပြန်ရောင်းပေါ့ဘိုးပြန်ရတာပေါ့အဲ့ကတ်ကတော့တော်တော်ကောင်းပါတယ်နောက်ကျအဲ့ကတ်တဲ့ကောင်းတာတော့ဆိုင်နာကြီးတစ်ခုရှိတိုင်းမှာကိုတစ်ချက်ရမဲ့ကတ်ကပို့ပြီးတော့ကောင်းပါတယ်ဗျဒီမှာဆိုကျွန်တော် Karina အော်တိုကောက်သွားပါတယ် Karina ကောက်လိုက်တော့ပိုကောင်းသွားပါတယ်ကျွန်တော် Scavenger 3ထည့်မှာဖြစ်ပါတယ်နိုလန်ကိုထုတ်ပြီးတော့ထည့်လိုက်ပါတယ်ရှော့မှာဈေးကြီးတဲ့ကောင်တွေတွေ့တော့ဝယ်ရပြီးတော့စင်ပြင်းမဲ့ဟာတွေနဲ့ flow တွေပတ်ပြီးတော့ကျွန်တော်ချိန်ပါတယ်ထည့်ရဗျာချိန်နေကုံလျှောက်ချင်းကြီးပါတယ်ဒီ draw မှာကျွန်တော် fire ပြုတ်သွားပါတယ်ဒါပေမဲ့ဘာဖြစ်အောင်ကျွန်တော်293ရှိပါသေးတယ်ကျွန်တော်ထင်တယ်လို့စိုးလို့ရပါသေးတယ်ပြီးရတယ်ကျွန်တော်အဲ့မှာ Julian ကြီးပေါ်လာပါတယ် Julian ဝယ်ရမှာပါကျွန်တော် Storm Flow ထဲမှာ Julian လည်းပါပါတယ်
အားလီဂိမ်းမှာကျွန်တော်ဈေးကြီးတဲ့ကောင်လေးနဲ့အဆင်ပြေရင်ပြေတယ်လို့ထင်ပါတယ်ဖလိုးမတည်သေးအောင်ကျွန်တော် level 9ကျမှဖလိုးတည်တာပါဒီ round ကြီးရတယ် Facebook ကိုရောက်ပါပြီ Facebook မှာလည်းကျွန်တော်သွေးအများဆုံးဆိုတော့ကျွန်တော်နောက်ဆုံးမှရွေးရမှာပါအဆင်ပြေတာလေးပဲရွေးလိုက်ပါတယ်ကျွန်တော်ဆော့မဲ့ program မှာ Lancy Lock ပါလို့ကျွန်တော် Lancy Lock ကိုကောက်လိုက်ပါတယ်ဒီရတယ်ကျွန်တော် capacity က level 8ကိုရောက်နေကြကျွန်တော်ဈေးကြီးတဲ့ရိုးတွေပြေးလို့ကျွန်တော်စင်ပြေမယ်ရိုးတွေကုန်ဝယ်ပြီးကျွန်တော်ထည့်ပါတယ်ကျွန်တော်ဗီဒီယိုကတော်တော်တောင်းတယ်ပါကျွန်တော်5ချက်တန်လေးတော်တော်ရတာ4ချက်တန်လေးလည်းရတာပါချက်တန်နဲ့ချက်တန်ကျွန်တော် flow နဲ့ light နဲ့အတူတူထည့်တာပါနောက်ကျကျွန်တော်တို့3 star မစုကြ2 star နဲ့ပဲစုဈေးကြီးတဲ့ကောင်လေး2 star ဆိုလည်းတော်တော်မိုက်ပါတယ်ကျွန်တော်စတားမလို့ပေါ့နော် funny လို့လို့ဆိုရင်ကျွန်တော်တို့ final ကြီးလိုတာပေါ့ final ကြီးလိုတာပေါ့စတားတိတ်မလို့ဘူးလေဒီတော့တော်တော်များတော့ final ကြီးနဲ့လည်းကျွန်တော်ပြီးစောတယ်စတားတင်ပြီးတော့မစောဘူးလေကျွန်တော်တတိယရွေးတဲ့ကက်ကလေးကျွန်တော်တို့မတ်တင်မြောင်နဲ့ live ဖက်တဲ့ကက်လေးပေါ့အဲ final ကြီးရေတွက်6ခုတဲ့ပြောလို့ရှိရင် iPad တွေရမှာအဲ့ကလေးကိုကျွန်တော်ရွေးလိုက်ပါတယ်ဘတ်တင်မြောင်လည်းကျွန်တော်ဘယ်လာဝယ်ပြီးတော့ထည့်လိုက်တော့ဘတ်တင်မြောင်6ခုပြည့်သွားပြီအဲ့ဒါကြောင့်မို့ကျွန်တော် physical attack မြင်နေရပဲကျွန်တော်ယူလိုက်ပါတယ်ကျွန်တော်မေးတယ်မစောလို့မို့ magic တမ်းမျိုးကျွန်တော်မယူပါဘူးကျွန်တော် capacity level မြင်လို့ရတယ်မြင်လိုက်ပါပြီအခုကျွန်တော် capacity ရဲ့ level 9ကိုရောက်သွားပြီပေါ့နော် funny ကတ်နဲ့ပေါင်းလိုက်ကျွန်တော်10တိရောက်သွားပြီပေါ့7ပေါ့ဟိုဘက်က hero launcher အောင်ဆိုလို့ရှိရင်ကျွန်တော်ဒီ round မှာကျွန်တော်တေချာပေါင်းနိုင်မှာပေါ့ဘာလို့လဲဆိုတော့ကျွန်တော် flow ကလည်းတော်တော်ပြည့်နေပြီ hero weight ကလည်းတော်တော်များနေပြီတေချာပေါင်းနိုင်မှာပေါ့ကျွန်တော်တိုင်းပတ်စံလေးစုတာပါတယ် hero မရှာသေးပါဘူးဒီ round မှာဆိုကျွန်တော်အဲ့မှာကျွန်တော်လိုချင်တဲ့ exotic က ruby ရ arabusa ရတော့ကျွန်တော် flow စာချိန်ပါမယ်scavenger ပို့နေတဲ့ phobia ကိုကျွန်တော် exotic ပြန်ပြောင်းလိုက်ပါတယ်အဲ့မှာနောက်ပြီးကျွန်တော် server နေရာမှာ ruby ကိုလဲလိုက်ပါတယ်ပြီးရတယ်ကျွန်တော် Hayabusa ကို Air-Drone နဲ့လဲလိုက်တယ်ဒီမှာ scavenger flow က2ကောင်ဖြစ်သွားတယ်3ကောင်တော့မဟုတ်တော့ပြီးရကျွန်တော် exotic ကလည်း6ကောင်ဖြစ်သွားပြီ exotic 6ကောင်တော်တော်မိုက်ပါတယ်အဲ့ကျွန်တော်လည်းကိုကတော်တော်များနေပေါ့ကိုများတော့ကျွန်တော် hero လေးနည်းနည်းပါးပါးလိုက်ဝယ်တယ်ပေါ့ဒီမှာflow တွေပါလိုက်ထည့်ကြည့်အစဉ်လေးကျွန်တော်ပြန်ရောက်လိုက်ပြီးကိုယ်60နဲ့9ပြည့်ရှိတယ်ဒီ round ပြီးတော့ကျွန်တော် Facebook ကိုရောက်ပြီပေါ့နော် Facebook မှာလည်းကျွန်တော်သွေးအများဆုံးဆိုကျွန်တော်နောက်ဆုံးမှရွေးရတာပဲဘာမှရွေးရပြန်ကျွန်တော်ဘယ်လာလေးကိုပဲကောက်ယူလိုက်ပါတယ်ကျွန်တော်ကဘိုးရတယ်များနေတယ်ဆိုတော့ကျွန်တော် capacity level 9ကိုမြင်လိုက်ပါတယ်ခီရိုကတော့ကျွန်တော်ခုဒီ2 star မစုသေးဘူးပေါ့နော်2 star မစုလေကျွန်တော်ကျန်းနေတယ်ပါခီရိုဘက်ကများပြီးတော့ flow ကပြည့်ပြီးတော့တော်တော်ကျန်းနေပါတယ်စတားစုဖို့မလိုပါဘူးတကယ်ပတ်စံတားပိုနေမှကျွန်တော်2 star လောက်စုပေါ့3 star စုကျင်လဲစုလို့ရပါတယ်3 star စုမယ်ဆိုရင်ကျွန်တော်4ချက်တန်3 star စုတာပုံပိုက်ပါတယ်ကျွန်တော်5ချက်တန်3 star စုရင်ကျွန်တော် light ပိတ်ခံလို့ပါတယ်4ချက်တန်ပဲစုတာပုံပေါင်းပါတယ် funny နဲ့ဆိုဒီဘက်မှာလူနုံလေးကတော်တော်ခင်ရပါတယ်ဟိုမှာတိုင်တောင်တော့မဖွင့်မဲနဲ့သူ့ရဲ့ဇီးကတ်နဲ့ပြုတ်သွားပါတယ်ရိုက်ချပေးလိုက်ပါတယ်နေရင်ကိုတော့မှာ capacity လည်းမြင့်နေရမရှိတော့ဆိုတော့ကျွန်တော်စတားဆစုပါပြီနိုင်မှန်တေချာနေတဲ့ကြောင့်ကျွန်တော်တအားကြီးတော့စတားမစုသေးပါဘူးကျွန်တော်တေချာဘောက်ကိုနိုင်ပါပါဒီပွဲလေစတားမစုသေးပါဘူးကျွန်တော်ဟို free round မလို့ပတ်စံလေးစုတာပါလေဒီ round ပြီးတော့ကျွန်တော် star စုမယ်လို့စဉ်းစားတာရတယ်ဗျာ2 star တွေကုန်တန်းရပါတယ်2 star လောက်ဆိုတော့ပြီးတော့3 star တွေတော့ကျွန်တော်တင်ပြီးတော့မဆုံးဘူးတကယ်ကိုယ့်ရဲ့ပြန်ပဲတည်း3 star တွေပါရပါတယ်ဒီမှာကျွန်တော်3 star တဲတန်ချပြီးတော့လိုက်ကြိတ်ပါတယ်
မတ်တင်မြောင်တော်တော်ကောင်းပါတယ်မက်ထရို8လိုပဲဒါပေမဲ့လည်းတော်တော်ထောက်ပါတယ်ဒီတော့ကျွန်တော်တို့3ယောက်ပဲကြာပါတော့တယ်ကျွန်တော်3 star လည်းမရှိပါဘူး2 star လေးတပါဒီကကျွန်တော် hero weight တောက်ပြီးတော့ flow ပြေးလို့နိုင်တယ်ပေါ့ခါရဲနဲ့ရှောင်းဝမ်းရပါပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ် see you again ကျွန်တော်တို့သိကျင်တဲ့အကြောင်းအရာလေးရှင်ကွန်မန့်မှာမေးခဲ့ပါကျွန်တော် guide လုပ်ပြီးတော့ပြန်လာပြပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်